စဉ်ဆုံးလာခဲ့ကြနမပညာထားတာတွေနေတဲ့လေဘိုးစဉ်ကြောင်းသားဘဝရင်ခုန်လောက်ရှာခဲ့တာမတည်ငြိမ်နိုင်သေးပါလွန်ဒီက2004မှာကိုဒီရခိုင်မှာတစ်တော်ထဲမှာလုပ်နေတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာရေးဖြစ်တာအကော2009မှာ2001မှာကိုတန်းဆိုတော့အဲ့လိုကိုတန်းကကြွေခဲ့တဲ့ကောင်မလေးတယောက်ပေါ့အဲ့ကောင်မလေးတယောက်အကြောင်းကိုမမေ့နိုင်ပဲနဲ့ရန်ကုန်ရောက်လာတယ်တချင်းတွေကတော့အဲ့ကလေးကရေးထားတာရှိတယ်ချစ်တဲ့နေရဲ့ဝဲမှာတပတ်ပတ်ငါခံစားရနေရတော့ဒီမဲ့မထင်ဘူးသူနဲ့တော့မဆုံးမိဘူးဆိုတော့ဗာလဲသူတငယ်ချင်းတွေနဲ့တော့ဒီရန်ကုန်မှာပဲဆုံဖြစ်တယ်ပေါ့ဆုံဖြစ်တော့မေးကြည့်တာပေါ့မေးကြည့်တယ်ဆိုတာကဟိုလိုမျိုးတန်တာလွန်ဆွတ်တဲ့စိတ်တော့မဟုတ်ဘူးပေါ့ဒါပေမဲ့ဘဝမှာဒီနာမည်လေးနဲ့ပတ်သက်ပြီးတော့ဒီသူနဲ့ပတ်သက်ပြီးတော့ဒီတခြင်းလေးကဘဝရဲ့အမှတ်တရလေးတစ်ခုဖြစ်ခဲ့တယ်ဆိုတော့ဘယ်လိုလဲဘာညာဆိုတော့သူကအကလေးတော့2ယောက်ရနေပြီပေါ့နော်ဆိုတော့အဲ့လိုမျိုးအခုဗာလဲတေးဥဆောင်တဲ့နေနေရာမှာတေးဥဆောင်တဲ့ဝင်းနေသူကလည်းကလေး1ယောက်နဲ့ဆိုတော့တော်တော်ဟုတ်နေပြီကိုပဲကြံခဲ့တော့ဟုတ်တယ်ကိုကတော့ခုဒီလူမျိုးကြီးပဲဟုတ်တယ်ခုဒီလူမျိုးကြီးပဲကြော်ညာလိုက်မှရီးသားလည်းမရှိဘူးအဲ့ဒါကိုရန်တော့နွေးပြီးဟိုတာမရခဲ့လို့အဲ့လိုလည်းမဟုတ်ဘူးဗျပြောရမယ်ဆိုရင်ကျွန်တော်တို့အချစ်ကန်ခဲတယ်လို့ပြောရမှာပေါ့အချစ်ကန်ခဲတယ်လို့ယူဆလို့ရတာပေါ့ဘာလို့လဲဆိုတော့ကိုကအရန်အချစ်ကိုလိုက်ပြီးရှာရတယ်ပေါ့ရှာတော့တကယ်တမ်းကိုလူချင်းတဲ့အချစ်ကိုမပေးနိုင်တဲ့မပေးနိုင်တဲ့နောက်ပြီးတော့ဒီမစုံနိုင်တဲ့ကမလေးတွေကြီးပဲထိတွေ့ခွင့်ရလို့ပဲထင်ပါတယ်သူရည်သားထားရင်လည်းအမှန်တိုင်းပြောရင်အခုဘဝမှာရည်သားထားရင်တခါမှနှစ်လမပြည့်ဘူးနှစ်လမပြည့်ဘူးဆိုတာကလိုမျိုးလိုပြောရမလဲကိုကြီးသားအဲ့လိုထားကြည့်တယ်ထားကြည့်တော့အဆင်မပြေဘူးဆိုတာအခုစိတ်ကိုယ်တိုင်ကအဆင်မပြေဘူးနောက်သူတို့ရဲ့လူเจ้าပေါင်းမှသေးလေဆိုတော့အဲ့လိုလက်တွဲလာရထားကြည့်တဲ့အချိန်မှာပေါ့မိမသဘောကဒီလိုရှိပါလားမိန်းကလေးတွေဆိုတာဒီလိုပါလားဆိုတော့ကိုကတချင်းပဲရေးနေတာသူအဲ့လောက်အပြင်မှာလက်တွဲကအဲ့လောက်ထိမရှိဘူးဟုတ်ဒီမှာပူလောင်ဆုံးမီအချစ်ကိုစားသေးလိုက်ချိန်တွေနေမင်းနဲ့နားလေးမမရခဲ့ချိန်ယူတော့ခဲ့တာဒီချိန်တွေထိပါရေးတာက2004ခွေလောက်တာကခွေစားလောက်တာက2010လောက်မှာစားလုပ်တယ်ပြီးတော့အဲ့ဒီချင်းရဲ့ audio ထွက်တာကတော့2012လက်ခံမလားဆွေးထဲမှာပါတာပေါ့ဟုတ်2012မှာထွက်တယ်ပြီးတော့2013မှာ BCD ထွက်တယ်ဟုတ်တယ်အဲ့တုန်းကလည်းတကယ်တော့ကိုရုပ်ကိုဒရိုက်တာတွေကပြောတာပေါ့ဒရိုက်တာကိုတာတူကိုကြီးမခိုင်ခင်ဗျားရုပ်ကိုထည့်ပါညာဆိုတော့ဒါပေမဲ့ထည့်ကျင်တော့စိတ်ထဲမှာပြန်တွေးတာပေါ့အဲ့တချင်းပုံမှာထားတဲ့မူပေါ့စိတ်အရန်ပြင်းထန်တော့ကိုပြန်ထိုင်ကြည့်တဲ့အချိန်မှာကိုရုပ်ကြီးပါနေရင်မူအောက်သွားမယ်ဆိုပြီးတော့အဲ့ဒါကိုမထဲပဲနဲ့ကိုအဲ့ဒီ story သီးသန့်ကိုလွှတ်ပေးတာအဲ့လိုလေးလုပ်လိုက်တာဟုတ်တကယ်ဒါအဲ့ဒီ story ကအခု idea တွေပါလားအခုတကယ်ပုံစံမျိုးလားចောင်းသားဘွားအဲ့လိုမျိုးနည်းနည်းလောက်လွဲတယ်ဆိုတော့ចောင်းသားဘွားကြတော့အကိုက9တန်းအဲ့ကမလေးက10တန်းအကိုကအောက်ထက်မှာသူကအပေါ်ထက်မှာပေါ့ဒါပေမဲ့ဒီအဲ့လိုအောက်ထက်ပေါ်ထက်ရိုက်နေအချိန်တွေရမ်းကြာမယ်ဆိုပြီးတော့တခန်းထဲမှာပဲအဲ့လိုရိုက်ကူကြီးကြတော့အဲ့လိုတန်းတဲ့သဘောမျိုးလုပ်လိုက်တာဟုတ်အဲ့တော့အဲ့ဒီအကိုကအတန်းလဲတကားဆင်မလို့အကိုကအတန်းလဲကွဲတယ်ဆိုတော့ तू ကအကိုအဲ့တော့တိလားတောင်းတယောက်လိုမျိုးအကိုချိတ်ပြီးတော့ပဲကျွေးနေတာလားဒါမှမဟုတ် तू ကတိလားအကိုဖြစ်တာဟုတ်တိလားဆိုတော့တိပုံတော့ရပါတယ်ရတယ်ဆိုတော့ကိုကတကူးတကဖော်ပြတာမဟုတ်ဘူးဒါကနေရတဲ့သိတဲ့အတိုင်းပဲအချစ်ဆိုတာကတခါတည်းကြာရင်တကူးတကဖော်ပြစရာမလိုကိုချစ်တာကိုကိုယ့်ရဲ့မျက်လုံးကနေ तू ကရိပ်မိနိုင်တယ်နောက်ပြီးကိုယ့်ရဲ့အမူအရာကနေ तू ကသိနိုင်တယ်ပေါ့အဲ့လိုတကယ်တမ်းပြောရင်တော့ तू သိခဲ့ပါတယ်ဟုတ်
သိချစ်တဲ့နေရဲ့ဝဲမှာတပတ်သက်ငါခံစားရမင်းကတော့သိနေမထင်ဘူး အမှတ်တရလေးပေါ့နွယ်နေတချင်းနဲ့ညီမခိုင်ဆိုပြီးတော့သိလာတဲ့ပရိသတ်တွေရောပြီးတော့တေးရအနေနဲ့တေးရတယောက်အနေနဲ့ညီမခိုင်တို့သိတဲ့ပရိသတ်တွေရောဒီနေ့ဒီချိန်ထိအားပေးတဲ့ကျွန်တော်ရဲ့အမာခံပရိသတ်တွေရောအကုန်လုံးကိုကျွန်တော်ဆက်ပြီးတော့နှုတ်မြန်နဲ့ရှင်သန်နေအောင်မယ်ဆက်ပြီးတော့ကျွန်တော်စူးစမ်းနေပါအောင်မယ်လို့ဒီကျွန်တော်ရဲ့တထေပေါ့မွေးလာကြတဲ့ကလူတွေမှာတထေရှိတယ်လေအဲ့ဒီထဲမှာဒီနှုတ်မြန်တထေပါတယ်လို့ကိုအဲ့လိုမျိုးပဲတွေးမိတာပေါ့ဘာလို့လဲဆိုတော့ကိုကဟိုဘာမှလည်းမဆိုင်ဘူးဒီ9နှစ်လောက်ကတည်းကအဲ့လိုအချစ်ဆိုတာလည်းဘာမှမသိသေးဘူး9နှစ်လောက်ကတည်းကဒီငါကြီးလာရင်ဒီဆိုဖြစ်အောင်လုပ်မယ်ဆိုတော့အဲ့လိုစိတ်ကအလိုလိုကိုဝင်လာတယ်ပေါ့ဝင်လာဆိုတော့အဲ့တော်တော်လေးကိုပြန်တွေးကြည့်ရင်တော့ငါတစ်ခွက်ခံမများပါလာသလားပေါ့အဲ့လိုတွေးမိတာပေါ့ဒါပေမဲ့ပျော်ပါတယ်ပျော်တယ်ဆိုတော့ကျင်းနေရတယ်ကိုရေးတဲ့ချင်းလေးတွေသူများတွေဆိုလို့အောင်မြင်သည်တော်၎င်းကိုရေးတဲ့ချင်းလေးတွေသူများတွေဆိုတာမြင်နေရတော့၎င်းပီတိဖြစ်တယ်ဒါနဲ့ပဲရှင်သန်ရတာတန်ဖိုးရှိရလို့ကိုခံယူထားတယ်ဟုတ်ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ကျွန်တော်ဆက်စူးစမ်းနေပါမယ် I'm not a